online စားလုပ်တဲ့သူတွေအတွက်ကိုတိထားပေးရမှာက online ကသူများလက်အောက်လိုမျိုးမဟုတ်ဘူးเนาะသူများလက်အောက်ကဆိုရင်ကိုအလုပ်လုပ်တလားပြီးရင်လက်ခစားရတယ်ဒါပေမဲ့ကိုပိုင်အလုပ် online ပေါ်မှာစတက်လာလုပ်တဲ့အချိန်မှာကိုအချိန်ပေးရမယ်စိတ်ရှည်ပေးရမယ်တီဆောက်ပေးသွားရမှာပေါ့เนาะအပြင်တပြင်စိုက်တယ်လို့မျိုးပဲကိုစိုက်လိုက်တာနဲ့ချက်ချင်းအတီးထွက်တာမဟုတ်ဘူးအဲ့ဒီအတီးထွက်ဖို့ကိုကဘာတွေဖြည့်ပေးရမလဲအစာကျွေးပေးရမလားရေတွေလောက်ပေးရမလားဒီ online ပေါ်မှာငွေရဖို့ကလည်းရလက်မှုတစ်ခုရဖို့ကလည်းအချိန်ပေးသွားရမယ်နီးလန်းမျိုးစုံလုပ်ပေးသွားရမယ်ဘယ်နီးနဲ့ပေါက်မလဲဆိုတာကိုမသိတဲ့အတွေ့အကြောင်းတင်ယူမှုရဲ့အကောင့်ဆုံးကလက်သွေးလုံးမှုပဲเนาะဆက်တိုက်လုပ်ပေးပါမရက်မနာလုပ်သွားပေးမယ်ဆိုရင်ကိုရဲ့နေ့ဆိုတာရှိတဲ့ online ကနေ့တိုင်းကိုတက်လာပေးမယ်ဆိုရင်လေအမြင်ပိုင်းတွေရလာတယ်ယုံကြည်မှုတွေရလာတယ်ငွေတွေရှာလို့ရတဲ့နေရာကောင်းတစ်ခုတွေရလာသွားမယ်เนาะ online ပေါ်မှာရလက်မှုရချင်တယ်တလကို300နဲ့ရချင်တယ်ဆိုရင်ကိုကဘသူကိုတွားပြီးနားထောင်ပေးရမလဲဆိုတော့ရလက်မှုရှိတဲ့သူကိုပဲနားထောင်ပေးပါရည်တင်ကဆိုရင်လေ online မှာရက်တီလာတာ9နှစ်အတွင်းကိုကြည့်တဲ့သူကလေအများကြီးအကုန်လုံးလိုက်ကြည့်စရာမလိုဘူးကိုလိုချင်တဲ့ရလက်မှုပုံစံရတဲ့သူကိုပဲတွေ့အောင်ရှာပြီးတော့သူတို့ကိုပဲကြည့်အခုဆိုရင်ချဲလဲတလားကိုပေါ့နော်300မကဘူးအဲ့ဒီထက်10ဆတော့ရနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကိုကတည်ယူပြီးလက်သွေးလုပ်တဲ့ online ကငွေရှာရခက်လာလို့မေးမယ်ဆိုရင်စူးစမ်းတဲ့သူတိုင်းကခက်ပေမဲ့ကိုလှုပ်သွားရင်တော့လွယ်ကူသွားစေရမယ်။စူးစမ်းပါမရက်မနာဆက်တိုက်လှုပ်သွားမယ်ဆိုရင်ကိုရဲ့နေ့ဆိုတာရှိတယ်နော်။ငွေရှာလို့လွယ်တဲ့နေရာက online ပေါ်မှာပဲရှိတယ်ဆိုတာချက်ကမြင်တယ်။အဲ့ဒါကြောင့်မို့ကိုကရလက်မှုရှိတဲ့သူကိုပဲကြည်ပေးပါများတင်ယူစရာမလိုဘူးကိုလိုချင်တဲ့ရလက်မှုပုံစံရတဲ့သူစီမှာတင်ယူပြီးလက်သွေးလောက်သွားအချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရချင်တယ်ဆိုရင်ဒီ online ပေါ်မှာပဲရှိတယ်နော်အခုခေတ်ကဆိုရင်ပညာရည်ချင်းသုံးစရာမလိုဘူးရုပ်ရည်နဲ့လည်းသုံးစရာမလိုဘူးဖုန်းတစ်လုံးရှိတာနဲ့ဘယ်နေရာတော့သွားဝင်ငွေတီဆောက်လို့ရတဲ့အရင်ခေတ်ကလိုမျိုးမဟုတ်တော့ဘူးเนาะအရင်ခေတ်ကဆိုရင်လေဒီလိုမျိုးကိုလောက်တက်ဖို့ကတင်တန်းကျေးတွေအများကြီးပေးပြီးတင်ယူနေရတယ်2020 21တုန်းကဆိုရင်လေချေရီတင်းတို့ online စတက်လာတော့ကဆိုရင်လေတင်တန်းကျေးတွေအများကြီးပေးနေရတယ်တခုတင်ယူဖို့ဆိုတာအခုခေတ်ဆိုရင်ကိုတိချင်တဲ့အရာတစ်ခုရှိတယ်ဆိုရင်ကိုရိုက်ရှာပေးလိုက်เนาะ free နဲ့တင်ပြပေးတဲ့သူတွေအများကြီးကိုတိလိုက်တာနဲ့ချက်ချင်းလက်သွေးလောက်သွားလိုက်ကိုလောက်တက်သွားစေရမယ်အဲ့ဒါကြောင့်မို့အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရချင်တယ်ဆိုရင်ကိုသုံးနေတဲ့ဖုန်းပေါ်ကနေတီဆောက်တဲ့သူဖြစ်ပေးပါလက်သွေးလောက်သွားပေးပါကိုလောက်ချင်တဲ့အရာတစ်ခုကိုဒီ online ပေါ်ကနေတီဆောက်သွားအချိန်3နှစ်ကနေ9နှစ်အတွင်းပေးသွားเนาะအဲ့ဒီအချိန်မှာကိုကအချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရတဲ့သူဖြစ်သွားစေရမယ်ကိုတိုင်ရလို့ကိုရဲ့ဝင်ငွေကကိုရဲ့စိတ်ဆွမ်းအားပေါ်မှာမူတည်တယ်เนาะဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတိုင်းပြောကြတယ်စွမ်းအင်ကောင်းရင်ဝင်ငွေအားကောင်းတယ်เนาะစွမ်းအင်မကောင်းရင်တော့ဝင်ငွေကတော့တက်လိုက်ကျလိုက်အဲ့လိုမျိုးပေါ့เนาะအဲ့ဒါကြောင့်မို့ဒီနေ့ကိုကဘယ်လိုလုပ်သွားပေးရမလဲစွမ်းအင်ကောင်းတဲ့သူတယောက်ဖြစ်အောင်စွမ်းရင်ကောင်းတဲ့သူတိုင်းကအသွေးအခေါ်အတစ်တွေ idea အတစ်တွေပေါ့နော်အမြဲတမ်းပဲအတစ်အစမ်းတွေလုပ်တဲ့သူတီဆောက်တဲ့သူတွေပြီးတော့မဆောက်ဘူးချက်ချင်းလုပ်တဲ့အကြောင်းပြချက်မပေးတဲ့သူတွေเนาะဥပမာတခုတိတယ်နဲ့တခုတက်တယ်နဲ့ပေါ့နော်ချက်ချင်းလုပ်တယ်အကြောင်းပြချက်မပေးဘူးလုံးမတက်ဘူးဆိုတာလည်းမရှိဘူးသူတို့တွေကတင်ယူပြီးချက်ချင်းလုပ်သွားတဲ့ idea ရတယ်နဲ့ချက်ချင်းလုပ်တယ်အဲ့ဒါကြောင့်မို့စွမ်းရင်ကောင်းကြတယ်တက်ကြွကြတယ်ကိုလည်းတူပဲဒီနေ့ကိုကစွမ်းရင်အားကောင်းတဲ့သူတရားဖြစ်ချင်တယ်ဝင်ငွေအားကောင်းတဲ့သူတရားဖြစ်ချင်တယ်တက်ကြွတဲ့သူတရားဖြစ်ချင်တယ်ဆိုရင်အကြောင်းပြချက်မပေးပါနဲ့ချက်ချင်းလက်သွေးလုပ်ပါအလုပ်တစ်ခုစားလုပ်တဲ့အချိန်မှာလေမာမကိုမကြောက်နဲ့เนาะကိုလှုပ်သွားပေးပါကိုလှုပ်သွားတဲ့အချိန်ကုံစေးနှုံးတွေတက်မြန်တဲ့ခေတ်မှာဝင်ငွေလန်းတစ်ခုထဲနဲ့ရက်တီလို့မရတော့ဘူးเนาะကိုကပုံမှန်နဲ့ပဲလှုပ်သွားမယ်မပြောင်းလဲဘူးဆိုရင်အနောက်မကြံထားလိုက်မယ်ဘာကြောင့်လဲဆိုတော့ခေတ်ကပေါ့เนาะတနေ့ပြီးတနေ့ပို့ပြီးတော့ပြောင်းလဲမြန်တဲ့ခေတ်ဖြစ်တယ်เนาะပစ္စည်းတွေကလည်းကုန်စည်နှုန်းတက်တယ်တက်စီတွေလည်းဈေးတက်တယ်အဲ့ဒါကြောင့်မို့ကိုကဒီနေ့အလုပ်စူးစမ်းနေပြီအလုပ်တွေလုပ်နေပြီဆိုရင်ဝင်ငွေတစ်ခုထဲနဲ့မရက်တီပါနဲ့နောက်ထပ်ဝင်ငွေလမ်းတွေရဖို့တည်ယူပေးသွားပါအခုချေတို့လိုမျိုးပေါ့နော် online အလုပ်ဆိုတော့လေချေလုပ်နေတဲ့စီးပွားရေးရင်တောင်ဈေးနဲ့ပတ်သက်ပြီးကျမရေးနဲ့ပတ်သက်ပြီးဆိုတော့စီအခြေအနေမျိုးတိုင်းမှာလိုအပ်တယ်เนาะသုံးပေးရမယ်ပြီးတော့ကိုယ့်ရဲ့ကျမရေးကလည်းဂရုစိုက်ပေးသွားရမယ်လေအဲ့ဒါကြောင့်မို့ချေတို့ရဲ့စီးပွားရေးကပေါ့နော်လူတွေကိုလည်းကူညီခွင့်ရတယ်ကိုလည်းဝင်ငွေပြန်ရတယ်အားလုံးလည်းတူပဲကိုလုပ်နေတဲ့အလုပ်တစ်ခုကငွေတစ်မျိုးပဲရနေသေးတယ်ကျမရေးအတွက်မရသေးဘူးဆိုရင်လေဝင်ငွေလမ်းကြောင်းတွေလာတင်ယူလို့ရတယ်เนาะလက်သွဲခေါ်ပေး
2026မှာချမ်းသာခြင်းတယ်ဆိုရင်တော်တမျိုးနဲ့မလုံလောက်တော့ဘူးเนาะဘလောက်ပဲတော်ကိုကပေါ့เนาะ team ကောင်းတွေမရှိဘူးဆိုရင်လေအောင်မြင်ရတာခက်တယ်အောင်မြင်တဲ့သူတိုင်းကလည်းတယောက်တည်းနဲ့အလုံးမလုံးကြဘူးအဖွဲ့အလိုက်နဲ့စီလုံးမှုနဲ့အလုံးလုံးကြတယ်စီလုံးမှုအားကောင်းတယ်ဆိုရင်အောင်မြင်မြန်တယ်စီလုံးမှုအားနည်းတယ်ဆိုရင်ကိုတယောက်တည်းပဲကိုအားနဲ့ပဲတော်မီလုံးသွားနေရတယ်ကြည့်လိုက်ပါအခုခေတ်ဆိုရင်ပေါ့เนาะအောင်မြင်တဲ့သူတော်များများကတယောက်တည်းနဲ့အလုံးလုံးတယ်ဆိုတာမရှိဘူးဒါပေမဲ့သူများလည်းအောက်မှာလှုပ်တဲ့သူလဆဘဝမှာလှုပ်တဲ့သူဆိုရင်ကိုအားကိုအချိန်ကိုဘဝနဲ့လဆရဖို့လဲပေးနေရတယ်เนาะအဲဒါကြောင့်မို့ဒီနေ့ကိုကတိုးတက်ပြောင်းလဲခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်လေကိုထက်တော်တဲ့သူကိုထက်အောင်မြင်တဲ့သူနဲ့အောင်ကြည့်ပါသူတို့ကိုပဲကြည့်ပေးကြည့်ပါเนาะကိုထက်အောင်မြင်တဲ့သူတွေကိုပဲနားထောင်ပေးကြည့်ပါအောင်မြင်စေရမယ်မတော်မှာကိုမကြောက်ပါနဲ့နေ့တိုင်းလှုပ်သွားမယ်ဆိုရင်တော်လာသွားမယ်စက်တိုက်လို့ဖို့ရည်ကြီးတဲ့အခုခေတ်က2026မှာเนาะချမ်းသာခြင်းတနေ့ကိုတလုံးပုံမှန်တောက်ပေးရုံနဲ့ကင်ဆာယောဂအမျိုးမျိုးကိုကာကွယ်ပေးနိုင်တဲ့ခောက်ခုမြင့်လေးပေါ့နော်ဒီခောက်ခုမြင့်လေးကကင်ဆာမဖြစ်သေးတဲ့သူတွေအတွက်တနေ့တလုံးပုံမှန်တောက်ပေးပါသူကဘာအတွက်ကောင်းတာလဲဆိုတော့ယောဂအမျိုးမျိုးတောက်ပေးလို့ရတယ်เนาะခောက်ခုမြင့်ဆိုတာဒီကပတ်ဝင်တာကနန်းအမဲအဖြူပေါ့နော်နန်းစီလေးပါရှင်ဒီမှာเนาะကိုရဲ့သွေးလမ်းကြောင်းထက်ကရှိနေတဲ့အစိတ်အတောက်တွေเนาะအစီတုံးတွေအစီလမ်းကြောင်းမကောင်းတာတွေအကုန်လုံးเนาะဖယ်ထုတ်ပေးတယ်ခန္ဓာကိုယ်ထက်ကကင်ဆာဆင်တွေကိုเนาะရှိနေတဲ့ကင်ဆာသမားဆိုရင်တစ်နေ့နှလုံးတောက်ပေးမနဲ့တစ်လုံးညတစ်လုံးကင်ဆာဖြစ်တဲ့သူဆိုရင်ပေါ့နော်ပို့ပြီးတောက်ပေးတင်တယ်မဖြစ်သေးဘူးဆိုတော့တစ်နေ့တစ်လုံးကာကွယ်ပေးတင်တယ်ဒီတင်းဆိုရင်လေဒီနန်းစီလေးကိုတစ်နေ့နှလုံးသုံးလုံးတောက်ပေးတယ်ဘာကြောင့်လဲဆိုတော့ကိုကအသားလုံးရည်အိတ်ဖြစ်ဖူးတဲ့သူပေါ့နော်အဲ့ဒီဟာကိုပြန်မဖြစ်အောင်ပေါ့နော်ကိုကကာကွယ်ပေးတယ်ပြီးတော့လိမ့်စေးအဘူးသေးအဘူးကြီးရဲ့စပရေးရဲ့တွဲပြီးလိမ့်ပေးဖြတ်ပေးတာပေါ့နော်ရချင်တဲ့သူတိုင်း Messenger ကနေမေးမြန်းလို့ရတယ်နော်ထိုင်းနိုင်ငံဆိုရင်အိမ်ထိပို့ပေးပါတယ်နိုင်ငံတိုင်းပို့ပေးတယ်နော်